မူဆိုကြီးဟာမြေပြင်ပေါ်မှာလဲလျောင်းနေတဲ့ချက်စီကိုတနက်နဲ့အချိန်ချင်းပစ်ခတ်လိုက်ပါတယ်။ရက်ကတော့လုံးဝမလှုပ်ရှားပဲငြိမ်သက်စွာနေခဲ့ပြီးပြေဆုံးသွားတဲ့လူတစ်ယောက်လိုဟန်ဆောင်နေခဲ့ပါတယ်။မူဆိုကြီးကသူ့ကိုဘလို့ပဲစမ်းတက်ချက်ဟာမျက်တောင်တစ်ချက်တောင်မခတ်ခဲ့ပါဘူး။ဒါပေမဲ့မူဆိုကြီးကတော့ခြေရာတွေချက်မထားခဲ့ချင်တာကြောင့်သူ့အနာကိုတိုးမကတ်ခဲ့ပါဘူး။အဲ့ဒီချိန်မှာပဲကျဲရဲ့မျက်တူငယ်တွေဟာအနှဲငယ်လှုပ်ရှားသွားခဲ့ပါတယ်။သူဟာဒီမူဆိုကြီးကဘလောက်တောင်ရက်ဆက်ကြမ်းကြုတ်လဲဆိုတာလုံးဝမသိရှိခဲ့ပါဘူး။မူဆိုကြီးဟာလက်ကိုမြောက်ပြီးကျဲရဲ့ဘေးတစ်ဖက်စီကိုနောက်ထပ်တနက်တစ်ချက်ထပ်မံပစ်ခတ်လိုက်ပါတယ်။ချက်ခညာချွေးသေးတွေပြန်လာပြီးအသက်ကိုအောင့်ကကြောက်ရွံ့လို့ငြိမ်သက်နေခဲ့ရပါတယ်။မူဆိုကြီးဟာကြက်အမှန်တကယ်တေဆုံးသွားပြီလို့တေချာသွားတဲ့နောက်မှာပဲကားမောင်းပြီးထွက်ခွာသွားခဲ့ပါတယ်။ဒီမူဆိုအိုကြီးဟာအတွေ့အကြုံအလွန်ရင့်ကျက်သူတစ်ဦးဖြစ်ပါတယ်။သူဟာတိတ်မဝေးတဲ့နေရာမှာကားကိုရက်လိုက်ပြီးဖုန်းခေါ်ဆိုမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ဒီနောက်သူ့ရဲ့အဝေးကြီးမှန်ပြောင်းကနေတစ်ဆင့်လှမ်းပြီးကြည့်ရှုလိုက်ပါတယ်။အဲ့ဒီချိန်မှာချက်ဟာတောင်ကုန်းပေါ်မှာတကယ်ပဲပြန်လည်ပေါ်လာခဲ့တာကိုတွေ့လိုက်ရပါတယ်။ဒီမြင်ကွင်းကမူဆိုကြီးကိုဒေါသပေါက်ပွဲသွားစေခဲ့ပြီးခြေရချန်ခဲ့ဖို့ကိုလည်းဂရုမစိုက်တော့ပါဘူး။သူဟာသူ့ရဲ့ rifle တနက်ကိုကောက်ကင်ပြီးအဝေးကချက်စီကိုအပိုင်ချင်ရွေးလိုက်ပါတယ်။ဒါပေမဲ့အကွာအဝေးကအရန်ဝေးလွန်းတာကြောင့်သူဟာအချိန်ချင်းဆက်တိုက်ပစ်ခတ်ခဲ့ရပါတယ်။တစ်ချက်တိုင်းလွဲချော်သွားတာကြောင့်ချက်ဟာဒီခွင့်ရေးကိုတုံးပြီးကြောက်ဆောင်တစ်ခုနောက်မှာပုံကွယ်လိုက်ပါတယ်။မူဆိုကြီးလည်းအလွန်ဒေါသထွက်ပြီးဘာမှမတက်နိုင်တော့တာကြောင့်ကားပေါ်ပြန်တက်ကသူ့နောက်ကိုလိုက်လံမောင်းနေမှာတော့တယ်။ချက်ဟာတောင်ဝက်အထိအပြေးလွှားတက်သွားပြီးနောက်သူ့ကောင်းပေါ်ကကြောက်တုံးတွေကိုလင်းမြန်စွာဖယ်ရှားလိုက်ပါတယ်။အဲ့ဒီကြောက်တုံးတွေရဲ့အနောက်ကွယ်မှာတော့လှုပ်ဝက်ကြောက်ကူတစ်ခုရှိနေခဲ့တာပါ။မူဆိုကြီးမမိခင်မှာတင်ချက်ဟာအဲ့ဒီကြောက်ကူတွေကိုချက်ချင်းပဲတွားဝင်ရောက်လိုက်ပါတယ်။သူကတော့မူဆိုကြီးကိုလှည့်စားပြီးလွတ်မြောက်သွားပြီလို့ထင်မှတ်နေခဲ့တာပါ။ဒါပေမဲ့ကူဝါကနေဖြူလောလောဖုံဖုံတွေထွက်ပေါ်လာတာကြောင့်သူပုန်းနေတဲ့နေရာကမိသွားစေခဲ့ပါတယ်။မူဆိုကြီးဟာပြိုကျနေတဲ့ကူဝါကိုစူးစိုက်ကြည့်ရင်ကျက်နဲ့အတူနောက်ဆုံးကစားပွဲတစ်ခုကိုကစားဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီချိန်မှာတော့ချက်ဟာသူ့ရဲ့ပြင်းပြတဲ့စိတ်သက်ခွန်အားတစ်ခုလေးနဲ့ပဲရှေ့ကိုဆက်လက်တိုးဝင်နေခဲ့ပါတယ်။သူဟာလိုင်ကောင်းလမ်းကြောင်းရဲ့အဆုံးထိအသေးတန်တွားသွားခဲ့ပါတယ်။အဲ့ဒီချိန်မှာတင်ချက်ဟာသူရောက်နေတဲ့နေရာကဘယ်နေရာလဲဆိုတာကိုရိပ်မိသွားခဲ့ပါတယ်။အဲ့ဒီနေရာကတော့သူ့ရဲ့ကိုယ်ပိုင်လှုပ်ဝက်စခန်းတစ်ခုဖြစ်နေခဲ့ပြီးတကယ်ကိုပြည့်စုံတဲ့တရုပ်ဆောင်မှုတစ်ခုဖြစ်ခဲ့ပါတော့တယ်